IKEA ရဲ့ pre-blogger တွေကမခံရဘူးကြကြမခံဘူးအလွယ်တကူပျက်စီးနိုင်တယ်ဆိုတဲ့အမြင်မှားတွေရှိနေတယ်ဒီအမြင်ဆိုးတွေက brand အတွက်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့တယ်ဒီအမြင်ကိုပြောင်းလဲဖြစ်ဖို့အတွက် IKEA ကပေါ်တူဂီနိုင်ငံမှာ Genius ဆန်တဲ့ marketing campaign တစ်ခုကိုသူတို့ပြုလုပ်ခဲ့တယ်အဲ့ဒါကတော့ hidden tab လို့ခေါ်တဲ့လှုပ်ဝက်တစ်စိတ်လေးရှာဖွေပေးရတဲ့အစီအစဉ်တစ်ခုပေါ့IKEA ရဲ့ pre-blogger တိုင်းမှာထုတ်လုပ်တဲ့နေဆွဲကိုဖော်ပြထားတဲ့လှုပ်ဝက်တစ်စိတ်လေးတွေရှိကြတယ်လူအများစုကဒါကိုမသိကြပါဘူးဒါကြောင့် IKEA ကဖောက်တယ်တွေကိုသူတို့ကအိမ် pre-blogger တွေမှာဒီတစ်စိတ်ကိုရှာခိုင်းပြီးတော့သူတို့နဲ့သက်ဆိုင်တဲ့တပုံတွေကိုတင်ခိုင်းတယ်အသက်ကြီးဆုံး pre-blogger ကိုရှာတွေ့တဲ့သူကိုယူရိုထောင်ချီတန်တဲ့လက်ဆောင်ကတ်တွေပေးမယ်လို့သူတို့ကကြေညာခဲ့တယ်ဒီ campaign ကိုလူပေါင်း4000ကျော်ဝင်ရောက်ရှင်းပြခဲ့ကြပြီးတော့ pre-blogger တွေရဲ့ပြင်းပြသက်တမ်း18.5နှစ်ဖြစ်ကြောင်းတွေ့ရှိခဲ့ရတယ်။သက်တမ်းအရင်ဆုံးပစ္စည်းကတော့1969ခုနှစ်ကထုတ်လုပ်ထားခဲ့တဲ့သက်သားစပွဲတစ်လုံးဖြစ်ပြီးတော့55နှစ်ကြာတဲ့အထိအသုံးပြုနေစေပဲဖြစ်ပါတယ်။ဒီရလဒ်က IKEA pre-blogger မခိုင်ခံ့ဘူးဆိုတဲ့အယူဆအမှားတစ်ခုကိုတစ်ချက်တည်းနဲ့ရှင်းပြပေးလိုက်ပါတယ်။ဒီ campaign က marketing ရှုထောင့်ကကြည့်ရင်တကယ်ကို genius ဆန်ပါတယ်။ပထမတစ်ခုအနေနဲ့ IKEA ကသူတို့ပစ္စည်းခန္ဓာရှိတယ်လို့ကြေညာမလို့ရတဲ့ဖောက်တော်ကြီးကိုယ်တိုင်ကိုတည်ပြခိုင်းလိုက်တယ်။ဒုတိယတစ်ခုအနေနဲ့ဆိုရင်ဆုလက်ဆောင်တွေပေးပြီးတော့လူထောင်ပေါင်းများစွာကိုပါဝင်လာစေပြီးတော့ UGC လို့ခေါ်တဲ့ user generate content နဲ့အတူအခမဲ့ PR ပုံစံမျိုးဖန်တီးနိုင်ခဲ့ပါတယ်။